Harry Maguire က Manchester United အသင်းဟာနောက်ရာသီ FIFA Champions League ပြန်ကစားရတော့မှာဖြစ်တဲ့အတွက်ကစားသမားအင်အားပိုလိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်။ Maguire ဟာ Ruben Amorim ကိုအစားထိုးပြီးဇန်နဝါရီလမှာနီးပြဖြစ်လာတဲ့ Michael Carrick လက်အောက်မှာအသင်းပြန်လည်တိုးတက်လာရမှာအရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ Carrick တာဝန်ယူချိန်အတွင်း United က Premier League မှာပွဲ12ပွဲပိုမိုအနိုင်ရခဲ့ပြီးဂိုး33ဂိုးပိုမိုသွင်းယူနိုင်ခဲ့ကာအခြားအသင်းများထက်ပိုကောင်းတဲ့စွမ်းဆောင်ရည်ပြသပြီးအဆင့်3နေရာနဲ့ရာသီပြီးဆုံးခဲ့ပါတယ်။ဒီလိုပုံစံကောင်းတွေကြောင့် Carrick ကို2028အထိနီးပြအဖြစ်ဆက်ခန့်အပ်ခဲ့ပေမဲ့ Maguire ကတော့အသင်းအတွက်ကစားသမားသစ်ထပ်မံခေါ်ယူဖို့လိုအပ်နေသေးတယ်လို့ယုံကြည်နေပါတယ်။ United ဟာ Atalanta ကွင်းလယ်လူ Ederson ကိုခေါ်ယူဖို့နီးစပ်နေပြီး Nottingham Forest လူငယ်ကစားသမား Elliot Anderson ကိုလည်း Old Trafford သို့ပြောင်းရွှေ့လာနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါပေမဲ့ United ရဲ့ရာသီကုန်ပိုင်းစွမ်းဆောင်ရည်ကိုဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။အကြောင်းကတော့ FA ပြိုင်ပွဲတွေကနေစောစောထွက်ခဲ့ရပြီး Premier League တစ်ခုပဲအဓိကအာရုံစိုက်ခဲ့ရတာကြောင့်ဖြစ်ပါတယ်။2025-26 ရာသီ Premier League အသင်းတွေထဲမှာ United ကပြိုင်ပွဲအားလုံးပေါင်းပွဲ40ကစားခဲ့ပြီးအများဆုံးပွဲကစားခဲ့တဲ့အသင်းတွေကတစ်သင်းဖြစ်ပါတယ်။ Maguire ကအသင်းရဲ့အရှိန်အဟုန်ကိုဆက်ထိန်းထားနိုင်ဖို့မျက်နှာသစ်ကစားသမားတွေလိုအပ်တယ်လို့ယူဆနေပါတယ်။ရာသီအစတုန်းကရည်မှန်းထားတဲ့နေရာကိုရောက်ပြီးရာသီကိုကောင်းကောင်းပြီးဆုံးနိုင်ခဲ့တာအရန်ကောင်းပါတယ်။ကလပ်အသင်းကဆုဖလားတွေရချင်တယ်ဆိုတာသိပါတယ်။ဒါပေမဲ့အဆင့်15မှာရှိပြီး Europa League Final ရှုံးထားတဲ့အချိန်မှာလူတိုင်းကကျွန်တော်တို့အရန်ဆိုးတယ်လို့ထင်ခဲ့ကြတယ်။အဲ့ဒီအခြေအနေကနေပြန်တက်လာနိုင်တာတကယ်ကောင်းပါတယ်။ဒါပေမဲ့ဒီနေရာမှာရက်မနေသင့်ဘူးဆက်ပြီးတိုးတက်ရမယ်ဆုဖလားကြီးတွေကိုစိန်ခေါ်ရမယ် Michael ရောက်လာပြီးနောက်ပိုင်းရလဒ်တွေကအားလုံးကိုပြောပြနေပါတယ်။ Ruben ရှိတုန်းကလည်းကျွန်တော်တို့အခြေအနေမဆိုးခဲ့ပါဘူး။ဒါပေမဲ့ပိုကောင်းနိုင်ခဲ့တယ်ဆိုတာသိပါတယ်။ Michael လက်အောက်မှာတော့အဆင့်3နေရာကိုတက်တောင့်တက်တာနဲ့ရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့တိုးတက်ဖို့အရာတွေအများကြီးလိုသေးတယ်။အခု Champions League ပြန်ဝင်ရတော့မှာဖြစ်လို့ကစားသမားအင်အားပိုလိုပါတယ်။တစ်ပတ်ကို3ပွဲလောက်ကစားရမယ့်အခြေအနေဖြစ်လာနိုင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒါ့အပြင်ယခင် United နီးပြ Ruben Amorim ဟာ AC Milan နီးပြတဲ့အဖြစ် Massimiliano Allegri ကိုအစားထိုးဖို့နီးစပ်နေတယ်လို့လည်းသတင်းထွက်ပေါ်နေပါတယ်